23ရက်2လ2026ကနေ25ရက်2လ2026ဒီတလင်းလာအင်္ဂါဘုဒ္ဓ3ရက်အတွက်ဇာတုပတိနဲ့ဇာတုမွေးကွက်နောက်တစ်ခုအနေနဲ့23ရက်2လ2026တလင်းလာနေ့နေကုန်အတွက်လုံးမိုက်ပတိနဲ့မယောတေဝက်မြောက်ဝေတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြပါဟုတ်ကဲ့အကူဒီမားတွေအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူလီဦးအောင်ပါရှယ်ကျွန်တော်ရဲ့ဒူလီလက်ကြီးအောင်ပါရှယ်ကျွန်တော်ရဲ့ဒူလီရွှေလက်ကြီးပါရှယ်ကျွန်တော်ရဲ့ဒူလီမာစတာအောင်ပါရှယ် YouTube channel ကနေပြီးတော့အကူဒီမားတွေအလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ channel ကို subscribe မလုပ်ရသေးတဲ့အကူဒီမားတွေအလုံးက channel ကို subscribe နေပြီပါ channel ကို subscribe နေပြီးတဲ့အကူဒီမားတွေအလုံးက notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာเนาะဘာဖြစ်လို့ notification ခေါင်းလုံးလေးကိုဖွင့်ခိုင်းတာလဲဆိုတော့ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုအသစ်တွေကိုအကူဒီမားတွေအလုံးဘက်ကနေပြီးတော့အမြဲမြင်အောင်အမြဲတွေ့ရအောင် notification ခေါင်းလုံးလေးကိုဖွင့်ထားမှသာလေကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုအသစ်တွေကိုအကူဒီမားတွေအလုံးဘက်ကနေပြီးတော့အမြဲမြင်ရမှာအမြဲတွေ့ရမှာဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်း like လက်မလေးတွေမနှိပ်ပေးရသေးတဲ့အကူဒီမားတွေအလုံးက like လက်မလေးတွေတယောက်တစ်ချက်ဒီဝိုင်းဝန်းပြီးတော့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းမ share ရသေးတဲ့အကူဒီမားတွေအလုံးကလည်းဒူတယောက်မကျန်ဝိုင်းဝန်းပြီး share ပေးသွားပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းမမျှဝေရသေးတဲ့အကူဒီမားတွေအလုံးကလည်းဒူတယောက်မကျန်ဝိုင်းဝန်းပြီးတော့မျှဝေပေးသွားပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းဒူတယောက်မကျန်မင်္ဂလာပါသုံးဖို့ okay လောက်တော့အခုဒီမားတွေအလုံးပဲမှန်းခဲ့ပေးပါဘာဖြစ်လို့မင်္ဂလာပါသုံးဖို့ okay လောက်မှန်းခိုင်းတာလဲဆိုတော့အခုဒီမားတွေအလုံးကို23ရက်2လ2026တနင်္လာနေ့နေကုန်မှာတစ်ချိန်သုံးဖို့နှစ်ချိန်မင်္ဂလာရှိသွားအောင် okay သွားအောင်လို့မင်္ဂလာပါသုံးဖို့ okay လောက်တော့မှန်းခဲ့ပေးပါเนาะကဲအဲ့ဒီတော့เนาะဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲเนาะဒါကြံခဲ့တဲ့အပတ်မှာဆိုရင်လည်းကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲဒါတိတိမိမိနဲ့အားလုံးပဲအဆင်ပြေတယ်เนาะဒါကျွန်တော်ရဲ့เนาะဇာတုံးမွေးအကူဒီမားတွေအားလုံးကိုကျွန်တော်ရဲ့နေတိုင်းကအကူဒီအမားတွေအားလုံးရောเนาะအားလုံးကတော့အဆင်ပြေသလောက်အဆင်ပြေပြီရသလောက်ရပြီเนาะအဲ့တော့ဒါကျွန်တော်ရဲ့ဒါအခုเนาะဒါ YouTube channel ကကျွန်တော်ရဲ့ဒါချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ပြောချင်တာကတော့ဒါကျွန်တော်ဒါကြံခဲ့တဲ့အပတ်ကပေါ့နော်ကျွန်တော်ဒါဗီဒီယိုလေးတင်ပေးဖို့ကျွန်တော်ဘက်ကပြောပြမှုလေးရှိတယ်အဲ့တော့လည်းကျွန်တော်ဘက်ကနေပြီးတော့ပဲတောင်းပန်ပါတယ်ကျွန်တော်လည်းနားလည်ပေးပါနော်ဒါပေမဲ့လို့ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာတော့ဒါကျွန်တော်ဘက်ကနေပြီးတော့အမြဲတမ်းလို့ပုံမှန်တိုင်းဒါတင်ပေးလေးရရှိပါတယ်နော်အဲ့ဒါကိုဒါကျွန်တော်ရဲ့ဒါ YouTube channel ကအချင်းမိတ်ဆွေကိုဒီမှာအားလုံးမသိတယ်နော်ဒါကျွန်တော်ရဲ့ Telegram channel ကရောကျွန်တော်ရဲ့ Viber channel ကရောအကူဒီမားတွေအားလုံးကဒါကျွန်တော်ရဲ့ဒါ YouTube channel ကနေပြီးတော့ဒါကြည့်ရှုနေတဲ့အကူဒီမားတွေအားလုံးပဲဖြစ်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကြည့်နေတဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးနဲ့မှာเนาะဒါအရင်တည်းကပဲကြည့်ရှုနေတဲ့အကူဒီမားတွေအားလုံးဖြစ်ဖြစ်အခုမှကြည့်ရှုနေတဲ့အကူဒီမားတွေအားလုံးဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျเนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel join ထားလို့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးအတွက်เนาะအကျိုးလုံးဝမရုပ်ပါဘူးဗျเนาะအဲ့ဒါပြောချင်ပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဘယ်လိုပုံစံမျိုးနဲ့ join ရမလဲကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အခုဒီ video ရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပြင်ထောက်ပေးထားပါမယ် Telegram သုံးတဲ့အကူဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့အကူဒီမားတွေအားလုံးက Viber channel ကို join တာเนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကျွန်တော်တူလီနဲ့ပတ်သက်ပြီးတော့ဒါအမြဲတမ်းကျွန်တော်ဒါအမြဲတမ်းညဝီ TV လေးရဲ့ကျွန်တော်ရှိပါတယ်အဲဒီတော့ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့အတွက်ကျွန်တော်ဘက်ကနေဖိတ်ခေါ်ပါတယ်ကြိုဆိုပါတယ်เนาะကျွန်တော်ချင်းမိတ်ဆွေကိုမားရအောင်လို့เนาะကဲအဲဒီတော့အကူဒီမားတွေအားလုံးတော့လာပြီเนาะ23ရက်2လ2026ကနေ25ရက်2လ2026ဒီတလင်းလာအင်္ဂါဗုဒ္ဓ3ရက်အတွက်ဇာတုပတိတစ်လုံးနဲ့ဇာတုမွေးနှုတ်ကကိုကျွန်တော်ဘက်ကနေပြီးတော့ Telegram channel မှာเนาะဒါတော့ဒါတလင်းလာအင်္ဂါဗုဒ္ဓ3ရက်အတွက်เนาะဒါဗုဒ္ဓမကျော်ဇာတုပတိတစ်လုံးနဲ့ဇာတုမွေး3ခွက်အတွက်ကိုကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဒါကျွန်တော်တင်ပေးထားတာရှိတယ်เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့လည်းမမေ့ကြပါနဲ့ဗျာเนาะဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမှာအားလုံးကိုဒါထပ်မံပြီးတော့တည်ပေးတာပါเนาะဒါကျွန်တော်ထုတ်ပေးတဲ့ဇာတုပတိနဲ့ဇာတုမွေးပါဆိုရင်လည်းချင်းမိတ်ဆွေကိုဒီမှာအားလုံးမသိတဲ့အတိုင်းပဲเนาะအပတ်တိုင်းလို့အမြဲတမ်းအဆင်ပြေတယ်အပတ်တိုင်းလို့လည်းအမြဲတမ်းထိထိမိမိလေးနေပေါ့เนาะအဆင်ပြေလောက်အဆင်ပြေတယ်ရသလောက်တော့ရတယ်ပေါ့เนาะဒါဟိုလေကျွန်တော်ချင်းမိတ်ဆွေကိုဒီမှာအားလုံးမသိမယ်ထင်ပါတယ်
နော်အဲ့အတွက်ဒါကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရအောင်ကျွန်တော်ဘက်ကနေပြီးတော့မူသားလုံးဝသုံးပြီးတော့စကားပြောနေတာမဟုတ်ဘူးနော်အရင်တည်းကလည်းဥအောင်ခုလည်းဥအောင်ပဲတူတူပဲနော်ဘာမှမထူးဘူးနော်ဘာမှမပြောင်းလဲဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရအောင်ပဲကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဒါတော့ရောက်ပြီးတော့ join ထားလို့join ထားလို့ချင်းမိတ်ဆွေကိုဒီမားရအောင်တော့လုံးဝအကျိုးမရပါဘူးဆိုတဲ့အကြောင်းလေးကိုပဲကျွန်တော်ဘက်ကနေပြီးတော့ဒါပြောချင်ပါတယ်ကြောညာနေရမဟုတ်ဘူးเนาะကိုရီမားရဲ့အားလုံးကိုဒါမိတ်ဆက်ပေးတာပါเนาะကဲအဲ့တော့ကိုရီမားရဲ့အားလုံးတို့လာပြီเนาะ23ရက်2လ2026လင်းလာနေဒီပုံတော့လုံးမိုက်ပတိနဲ့မယောတက်ကိုပြောပြပါမယ်တစ်လုံးမိုက်ပတိနဲ့6လုံးမိုက်ပတိဖြစ်ပါတယ်တင်းနဲ့ပတ်သက်တဲ့မယောတက်ကိုပြောပြပါမယ်တင်းနဲ့တင်ငါတစ်ရှစ်6နဲ့ပတ်သက်တဲ့မယောတက်ကိုပြောပြပါမယ်6နဲ့6 5 6 8เนาะအဲ့ဒါက23ရက်2လ2026လင်းလာနေနေကုန်တော့လုံးမိုက်ပတိနဲ့မယောတက်ကွက်ဖြစ်ပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေအဆုံးထိသေးရှာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့အကူဒီမရဲ့အလုံးတယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะစားသရရအားလုံးနဲ့အဆင်ပြေကြပါစေလို့ချင်းမိတ်ဆွေကိုဒီမရဲ့အားလုံးကိုဒါကျွန်တော်ကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာကိုဒီမရဲ့အားလုံးကောင်းပါပါ